ဒီကာလမှာအားလုံးဟာခက်ခဲပင်ပန်းနေကြရတယ်။အချို့လူတွေဟာဒီချိန်တွေကိုတည်တည်ငြိမ်ငြိမ်နဲ့ကြော်ဖြတ်တဲ့လူရှိသလိုအချို့လူတွေကြတော့လည်းဆဲဆိုအပြစ်တင်ပြီးတော့စိတ်ထွက်ပေါက်ယူကြတယ်ပေါ့နော်။ကျွန်တော်တို့တာမန်လူတွေကိုဆဲဆိုနေတာကအကြောင်းမဟုတ်ပေမဲ့စာလိုကြီးတွေကိုဆဲဆိုအပြစ်တင်နေတာကအကြောင်းဖြစ်သွားပြီပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီစာလိုကြီးတွေကတစ်သက်လုံးစောက်တီလာတဲ့စောက်ထိန်လာတဲ့သီလအားသမာဓိအားစာနာအားကျင့်ဝတ်ပန်းတွေကဘလောက်ထိကြီးကျယ်ပြည့်မြတ်နေလဲဆိုတာကျွန်တော်တို့တာမန်မျက်စိနဲ့မမြင်နိုင်ဘူးပေါ့နော်ဒီကြားလာလေးနဲ့ပတ်သက်ပြီးပါချုပ်ဆရာတော်ကြီးဟောထားတဲ့တရားသဘောသွားပြီးအမှန်ရမိတယ်အဲ့ဒီတရားလေးကိုမမ်းမိတလောက်လေးအားလုံးမျှဝေပေးခြင်းနဲ့တရားရောခါစေတာလေးပုဂ္ဂလာစေမာမကလံမထေရပါရဟန်းချန်ရပြီးတော့မြို့တစ်မြို့ကိုဆောက်ဟန်ကြွားတယ်အဲ့ဒီမြို့တစ်မြို့ကိုဆောက်ဟန်ကြွားတဲ့အချိန်မှာဂျာရွာတရောက်ဖျက်ရတယ်ပေါ့နော်အဲ့ဒီရွာမှာရှိတဲ့ကျောင်းရဖုန်ကြီးဟာဒီဖရားရဲ့လက်ဝဲလေးရမထေးလေးလာတယ်ဆိုတော့ဘာသူရသားလေးကိုမျက်နှာလုံးမျက်နှာရနဲ့သူ့ရဲ့တကားလေးကိုမားတယ်ဒီမထေးတစ်ပါးဖူးရခဲ့တယ်ဒီလိုတွေယူကြတော့တန်းကြတော့ဆိုပြီးတော့နိုးစော်တတ်တော်တယ်ပေါ့နော်အဲ့ရွာသူရွာသားတွေကလည်းအဲ့ဒီမထေးနှစ်ပါးကြွလာတဲ့ခါမှာလူခွဲဝတ္ထုတွေကိုလူဒန်းကြတယ်အဲ့ဒီမှာမထေးကစိတ်ချင်းနဲ့အဲ့ဒီပစ္စည်းတွေကလူခံဖို့မတက်ဘူးအာဘတ်တက်နေတဲ့ပစ္စည်းတွေဖြစ်တယ်ဆိုပြီးတော့ဒီရွာသူရွာသားတွေလူဒန်းတဲ့ပစ္စည်းကိုလူမခံဘဲနဲ့အဲ့ဒီဆောက်ခတ်ကြွားပဲမျိုးဆက်သွားတယ်ပေါ့နော်အဲ့ဒီမျိုးမှာပဲဆောက်ခတ်ကြွားပြီးတော့တည်င်းဒီလောက်စောက်ပြီးတော့ဒီရောဖြတ်ပြီးတော့အเจ้าပြန်ကြတယ်အဲ့ဒီကိုဖြတ်တဲ့အချိန်မှာလူသူရွာသားတွေကလည်းသူ့ရဲ့တရားစိတ်ရင်းနဲ့ဒီเจ้าတဲ့စာတော်ကြီးမနိုးဆော်ရပန်တဲ့ကိုသူ့ရဲ့စိတ်ရင်းစေတာနဲ့လူကြတန်းကြတဲ့အခါမှာအဲ့မထေကြီးတွေနဲ့ပါဝင်ရဟန်းတွေကအဲ့လူကဝတ္ထုတွေလက်ခံပြီးတော့เจ้าပြန်သွားကြတယ်ပေါ့နော်အဲ့ဒီအဖြစ်အပျက်ကိုမြင်ပြီးတော့เจ้าတဲ့စာတော်ကြီးဒီမထေနှစ်ပါးအကျင့်မကောင်းဘူးငါနိုးဆော်တတ်တော်တဲ့အလူတွေကြတော့လက်မခံတယ်လို့ပြောတယ်ပေါ့နော်ဒီမထေးတစ်ပါးအချစ်တီကမပြည့်စုံဘူးဆိုပြီးတော့တိမ့်မှတ်ထားတယ်အဲ့ဒီကျောင်းရဲ့ဆော်တော်ကြီးမြတ်စွာဘုရားကြီးရောက်တဲ့အခါမှာအဲ့မထေးတစ်ပါးရဲ့မကောင်းကြောင်းကိုပြောဖို့လုပ်တယ်မြတ်စွာဘုရားလည်းသိတယ်အဲ့တော့တားတယ်ပေါ့နော်ချစ်သားမပြောနဲ့လို့တားတယ်အဲ့ဒီကျောင်းရဲ့ဆော်တော်ကြီးကလည်းနားမထောင်ဘူးသူ့စိတ်ထဲမှာရှိတဲ့အတိုင်းပြောထုတ်တယ်ပေါ့နော်ကျွန်တော်တို့လူသားတွေလည်းရှိတယ်တခုခုဆိုရင်မထိနိုင်ဘူးစိတ်ထဲမှာစီကပြောထုတ်လိုက်မှပဲနေသားထန်တာရှိတယ်နော်အဲ့လိုမလုပ်သင့်ဘူးနော်အဲ့ဒီကြောင်းတဲ့ဆရာတော်ကြီးဒီမထေးနှစ်ပါးရဲ့မကောင်းကြောင်းကြီးပြောပြီးသူ့ရဲ့အကြောင်းပြန်ရောက်တော့အဲ့အနာကြီးယောဂဆွဲကပ်ပြီးတော့ဒီတန်နဲ့ပဲပြန်တော်လို့ပြောပါတယ်တဲ့အဲ့ဒီအကြောင်းအရာကိုကြည့်ပြီးတော့မြတ်စွာဘုရားဘလို့မိတ်လဲဆိုတော့အဲ့ဒီစေတာလေးပုဂ္ဂလာစေမာမောက်ကလံမထေးနှစ်ပါးသူ့လိုလေဝိနည်းသိက္ခာကျင့်ဝတ်တွေတအားကိုစောင့်ထိတဲ့ပုံကိုယ်တွေဖြစ်တယ်ဘောနော်မထေတွေဖြစ်တယ်ဘောနော်တခါတော့ခါစေတာလေးပုဂ္ဂလာနဲ့ဆေမာမောက်ကလည်းမထေနဲ့ပါခရံချောင်းလေးမှာတကယ်တောင်းနေတဲ့အခါစေတာလေးပုဂ္ဂလာလေနာယောဂဆွတ်တက်တယ်ဘောနော်အဲ့လေနာယောဂဝေနာအရန်ခံစားနေရတော့ဆေမာမောက်ကလည်းနေတော့ငါဆင်ဒီယောဂကနေပြအောင်ဘာနီးလန်းလေးများရှိလဲမိပါလို့ပြောတော့စေတာလေးပုဂ္ဂလာလက်ပြောပြတယ်သူငငယ်ကလင်နာယောဂဖြစ်တဲ့အခါနဲ့သူ့ရဲ့မေတော်ကြီးဟာသူ့ရာဝန်းစော်လေးလောက်ကြွေတယ်ပေါ့အဲ့ဒီစော်လေးစားလိုက်ရတဲ့အခါကျရင်လင်နာယောဂပျောက်တင်ရဲ့လို့ပြောတော့ဆေမာမောက်ကလန်ငါဆယ်ရဖို့တော်ရှိမယ်ဆိုရင်မနေ့ဖြန်ရာဝန်းစော်လေးရတဲ့ခေါင်းကရဲလို့ပြောလိုက်တဲ့စကားဒီနားမှာရှိတဲ့ရုပ်ကိုယ်စုကကြားသွားတယ်ပြီးတော့မနေ့ဖြန်ဆောက်ခတ်ကြွမဲ့တခါရဲ့အိမ်ကိုသွားပြီးတော့မနေ့ဖြန်ကျရင်ရောက်ဖို့ဆိုသင်္ချာလေးချစ်ပါဆေမာမောက်ကန်လာရင်လူပါဆိုပြီးတော့တက်တော်လို့ဆိုတယ်ပေါ့နော်မနေ့ဖြန်တက်ဆန်ဆန်ပဲဆေမာမောက်ကန်ဆောက်ခတ်ကြွတဲ့ခါမှာဒီရောက်ဖို့ဆိုလေရောက်တော့ဝမ်းသာအားရနဲ့ငါတငယ်ချင်းတော့ဒီလေယာရောကပျောက်ကြတော့မယ်ဆိုပြီးတော့ဒီเจ้าပြန်လာတယ်ပြန်လာပြီးတော့ဆော့ဖုန်းပြီးဖို့တပိတ်တွေပေးတယ်ပြီးတဲ့အခါမှာဆေမာမောက်ကန်ပေးတဲ့တပိတ်ကိုယူရင်းနဲ့စင်သားကြီးပုဂ္ဂလာဆက်ချင်လိုက်တဲ့အခါမှာဒီဆော့ကတစုံတဦးတက်တော်နိုးဆော့တဲ့ချက်ကြောင့်
လူရန်တဲ့ပစ္စည်းဖြစ်နေတယ်ပေါ့နော်ဒီအာဘတ်သိနေတဲ့ဆောဖြစ်တယ်လို့ပြောလိုက်တာနဲ့ဆင်ပါမကလန်စိတ်မြန်တယ်အဲ့ဒီတပည့်ဆွဲပြီးတော့မောက်ချလိုက်တဲ့အချိန်မှာပဲရှင်သာလီပုဂ္ဂလာရဲ့လေနာယောဂချင်းချင်းကိုတက်တာပြောက်နေသွားတယ်ပေါ့နော်စာပေထဲမှာဘာပြောထားလဲဆိုတော့ကျွန်တော်ဖတ်တာမှမဟုတ်တော့ဘာချုပ်ပြောလိုက်ကျွန်တော်ပြောပြပေးတာပေါ့နော်ဘာပြောထားလဲဆိုလို့ရှိရင်ဒီရှင်သာလီပုဂ္ဂလာဒီဆောနလုံးဖုတ်ပေးပြီးတဲ့အချိန်မှာဆင်ချင်မိတယ်ပေါ့နော်ဆင်ချင်မိတာနဲ့တပြန်နဲ့သူဖုတ်ထားတဲ့ဆောနလုံးကိုအိုင်ထုတ်လိုက်တယ်အိုင်ထုတ်ပြီးချင်းလေနာယောဂပျောက်ကင်သွားတာပေါ့နော်အဲ့တော့ထိကိုအဲ့ဒီမထေးတစ်ပါးဝိနည်းသိက္ခာအရန်ကိုထိမ့်သိမ့်တဲ့မထေးတွေဖြစ်တယ်ပေါ့နော်ရောဦးဆရာတော်ကြီးကမသိပဲနဲ့သူစိတ်ထိုင်စီရတဲ့သွားပြီးတော့အပြစ်တင်ပြောဆိုလိုက်တော့တကယ်ခံလိုက်ရတာသူလည်းခံလိုက်ရတာပေါ့နော်ကျွန်တော်တို့လည်းခုနကလိုပေါ့နော်ဆရာတော်ကြီးတွေကိုဆန်းဆိုတဲ့အပြစ်တင်တဲ့အချို့ဆိုရင်ဆရာတော်ကြီးရဲ့တောင်မယ်လာမှဒီတန်းခေါ်နေတယ်တောင်မယ်ရောင်လေးပြီးပြီးတော့ခေါ်နေတဲ့လူချို့လည်းကျွန်တော်တွေ့ရပါတော့အဲ့လိုမလုပ်ကြပါနဲ့လို့ကျွန်တော်မေတ္တာရက်ခံခြင်းနဲ့ကျွန်တော်ဆရာလောက်တာလာဆူနေတာမဟုတ်ဘူးเนาะကျွန်တော်လူတန်းကိုကကောင်းစေခြင်းနဲ့လူတန်းကိုအဆင်ပြေစေခြင်းနဲ့ငြိမ်းချမ်းစေခြင်းနဲ့ကျွန်တော်အားလုံးကိုချစ်တယ်ကျွန်တော်ဖိလက်ပါ